အိတ်ခမ်းကိုအိတ်ဖို့အတွက်ပဲသုံးရင်သုံးပါဒါမှမဟုတ်ချစ်သူအတွက်အချိန်ပေးဖို့သုံးပါအိတ်ခမ်းထဲမှာညအိတ်ခမ်းဒီဖုန်းယူထားတာအိတ်ရဘေးမှာဖုန်းထားတာမျိုးမလုပ်ပါနဲ့အဲ့ဒီကထွက်တဲ့ wave တွေကကျွန်တော်တို့ရဲ့နှင်းနှင်းချာချာအိတ်ဆက်မှု quality ကိုရော့ကျစေတယ် stem cell အသစ်တွေကို create လုပ်ပေးတဲ့ process ကိုနှေးသွားစေတယ် stem cell အသစ်တွေ create လုပ်တာ production ဖြစ်တာနည်းလာပြီဆိုရင်ကျွန်တော်တို့ရုပ်ကျလွယ်တယ်အိုမင်းလွယ်တယ်နှင်းနှင်းချာချာအိတ်မပြောဘူးဆိုနောက်နေ့ recovery မဖြစ်ဘူး energy လိုနေမယ်နောက်အဲ့ရနာမှာဖုန်းထားခြင်းအချင်းတစ်ခုကမနက်မိုးလင်းတာနဲ့ဖုန်းကိုကောက်ပြီးနိုင်ကြည့်လိုက်မယ်ပြီးရင် message ဖတ်လိုက်မယ်ဆိုတော့ပြဿနာအဲ့ဒီဟာကကျွန်တော်တို့အဲ့ရထထခြင်းမှာကျွန်တော်တို့ရဲ့မသိစိတ်ကိုတန်းသွားစေတဲ့အုံတော်ရဲ့ state က alpha wave state မှာရှိနေအဲ့ဒီအချိန်မှာကျွန်တော်တို့တကယ်လုံးတင်တာဒီတရားထိုင်တာအသက်ရှူလေ့ကျင့်ခန်းလုပ်တာ gratitude ကျေးဇူးတင်ခြင်းနဲ့နေ့တစ်နေ့ကိုစတင်မှာကျွန်တော်ရဲ့တနေ့တာဆုံးဖြတ်မှုတွေစွမ်းဆောင်ရည်တွေအကောင်းဆုံးဖြစ်မှာဖြစ်ပါတယ်အဲ့တော့ဖုန်းအနားယူထားခြင်းအိတ်ခမ်းထဲထားခြင်းအိတ်ရဘေးထားခြင်းက no ပါလို့ပြောချင်ပါတယ်အစဉ်ပြေ yes လို့မှန်ပေးပါကျေးဇူးတင်ပါတယ်